အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာမွန်ကျွဲသေးလေးလို့စားပစ်တာနဲ့လုံနည်းလေးကိုလာမျှဝေပေးရဖြစ်ပါရဲ့ရှင်ပါဝင်ပစ္စည်းလေးတွေကတော့အုံးသီးထညက်25လုံးစံမုံပြောင်းကုန်မုံစားထုံးရည်ကြီးလိုပဲဖြစ်ပါရဲ့ရှင်ကျုံမဲ့အိုးထဲကိုထညက်25လုံးထည့်လိုက်ပါမယ်စားလက်ဖက်ရည်စွန်းတစ်ဝက်ထည့်လိုက်ပါမယ်ပြီးရင်ရေသန့်400မီလီလီတာထည့်ပြီးထညက်ပျော်တဲ့အထိဂျိုးပေးလိုက်ပါမယ်ပိုးပွက်ဆူလာပြီဆိုရင်ပကံတစ်လုံးလေးကိုစကားစစ်ရှာလိုက်ပြီးအေးခဏထားလိုက်ပါမယ်မုံစားလုပ်ရန်အတွက်အိုးထဲကိုဆံမုံနိုးစီပူတစ်ပူးနဲ့ပြောင်းကောင်မုံနိုးစီပူတစ်ဝက်ထည့်လိုက်ပါမယ်ပြီးရင်သမသွားအောင်မှွေပေးလိုက်ပါမယ်သမသွားပြီဆိုရင်ထုံးရည်ကြီး1လီတာထည့်ပေးလိုက်ပါမယ်ပြီးရင်ထညက်ရည်ထည့်လိုက်ပြီးအားလုံးသမသွားအောင်မှွေပေးလိုက်ပါမယ်အားလုံးပြီးသွားပြီဆိုရင်မီးဖွင့်ပြီးမီးလည်လဲအနေထားနဲ့တည်ပေးလိုက်ပါမယ်တည်ထားတဲ့တစ်လျှောက်လုံးစတိုက်မှွေပေးရန်လိုအပ်ပါတယ်မုံသားလေးတွေကြည်ပြီးဖြစ်လာတဲ့အထိစိတ်ရှိရှိနဲ့မှုတ်ပေးရမှာဖြစ်ပါတယ်ရှင်ဒီလိုမှုတ်ပေးခြင်းကဗန်းထဲထည့်ရင်အေးမြန်ပြီးအခဲမြန်ပါတယ်ရှင်အေးခံမဲ့ဗန်းထဲကိုစီများများနဲ့တုပ်ပေးထားရန်လိုအပ်ပါတယ်မုံသားလေးတွေကြည်ပြီးဖြစ်လာပြီဆိုရင်မိဖို့ပေါ်ကရှာလိုက်ပြီးဗန်းထဲကိုထည့်လိုက်ပါမယ်မျက်နှာပြင်လေးတွေကိုညီအောင်ညှိပေးလိုက်ပြီးအေးခံထားလိုက်ပါမယ်ရှင်အေးသွားပြီဆိုရင်ချိုမွေ့မွေ့လေးနဲ့စားလို့ရမ်းကောင်းတဲ့မွကျွဲသေးလေးရသွားပါပြီရှင်မွကျွဲသေးကိုအနေတော်လေးလှီးပြီးတော့အပေါ်ကအုံသီးဖက်လေးဖြူပြီးရင်စတင်သုံးဆောင်နိုင်ပါပြီရှင်မွကျွဲသေးလေးကထရက်နဲ့လေးမှုရေးပြီးအုံသီးဖက်လေးတွေနဲ့အရန်ကိုလိုက်ဖက်ပါရဲ့ရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်